Kylian Mbappe ရဲ့ Vinicius Junior ရဲ့ရှိနေပြီးသား Real Madrid ရဲ့တိုက်စစ်မှာအာလင်းဟာလန်မှာအတူတူပွဲထွက်လာရင်ဘလောက်ထိကြောက်ဖို့ကောင်းသွားမလဲစာရွက်ပေါ်မှာတော့ဒါဟာကဘာပြက်မဲ့တိုက်စစ်အတွဲဖတ်ပါပဲဒါနဲ့မကသေးပါဘူးလက်ရှိကဘာအကောင်းဆုံးကွင်းလယ်လူ Man City ရဲ့ Rodri ပါအဖြူရောင်ဂျာစီကြီးဝတ်ပြီးတော့ဘာနေဗျူးကိုရောက်လာမယ်ဆိုရင်ရောဒါတွေကကျွန်တော်စကားတွေမဟုတ်ပါဘူးစိတ်ကူးရင်တက်လည်းမဟုတ်ပါဘူးအိမ်မက်တွေလည်းမဟုတ်တော့ပါဘူးပြီးခဲ့တဲ့ဗုဒ္ဓဦးနေ့ညကစပိန်နိုင်ငံရဲ့နာမည်ကြီးရုပ်သံအစီအစဉ်တစ်ခုမှာအသက်38နှစ်အရွယ်စီးပွားရေးလုပ်ငန်းရှင်လူငယ်ဘီလီယံနာ Enrique Riquelme ကတူဒါ Real Madrid ဥက္ကဋ္ဌဖြစ်လာခဲ့ရင် Man City တင်ကအာလင်းဟာလန်နဲ့ Rodri ကိုအရခေါ်ယူပေးသွားမယ်လို့တကဘာလုံးရှေ့မှာကြွေးကြော်ပြီးတော့ဝန်ခံကတိပြုမဲဆွယ်လိုက်ပါတယ်နှစ်ပေါင်း20ကျော်အတွင်းပထမဆုံးအကြိမ်ဖြစ်တဲ့ Real Madrid ရဲ့နတ်ဖျားလို့ဥက္ကဋ္ဌကြီး Florentino Perez ကတော့အပြင်းထန်ဆုံးစိန်ခေါ်မှုနဲ့ရင်ဆိုင်နေရပါပြီဒီနေ့ Oh My Sport ရဲ့ဗီဒီယိုမှာတော့ဒီသတင်းတွေကတကယ်ပဲဖြစ်နိုင်ရဲ့လား Riquelme ရဲ့ဂရိကဝတ်တွေကရိုးရိုးမဲဆွယ်တာလားဒါမှမဟုတ်နှစ်နှစ်စတိုက်ဖလားလက်မဲ့ဖြစ်နေတဲ့Real Madrid တင်ကိုတကယ်ပဲပြောင်းလဲပစ်တော့မှာလားဆိုတာကိုသမိုင်းကြောင်းလေးနောက်ွယ်ကလျှို့ဝှက်ချက်တွေနဲ့အတူအသေးစိတ်တင်ဆက်ပေးသွားပါမယ် Go don't stop အားလုံးပဲမင်္ဂလာပါ Oh My Sport ကနေပြန်လည်ကြိုဆိုလိုက်ရပါတယ်ကျွန်တော်ဇော်ထက်ပါကဲဇလန်းကိုစလိုက်ရအောင်လာမယ့်တနင်္ဂနွေနေ့မှာ Real Madrid အသင်းရဲ့ဥက္ကဋ္ဌရွေးကောက်ပွဲရှိပါတယ်ညီကိုတို့အားလုံးသိတဲ့အတိုင်း Real Madrid ရဲ့လက်ရှိဥက္ကဋ္ဌပပကြီးPerez 2006ခုနှစ်နောက်ပိုင်းဘယ်သူမှမပြိုင်ရဲလို့တူးတဲ့အလိုအလျောက်ဥက္ကဋ္ဌဖြစ်နေတာကတက်တန်း5ခုအထိရှိလာခဲ့ပါပြီဒါပေမဲ့ဒီတစ်ခါမှာတော့အသက်89နှစ်ရှိပြီဖြစ်တဲ့ Florentino Perez ကိုအသက်38နှစ်ပဲရှိသေးတဲ့လူငယ်ဘီလီယံနာစီးပွားရေးလုပ်ငန်းရှင် Riquelme ကထိတ်တိုက်စိန်ခေါ်လာခဲ့ပါပြီ Riquelme ကဗုဒ္ဓဦးနေ့ညကစပိန်နိုင်ငံရဲ့လူကြိုက်များတဲ့ရုပ်သံအစီအစဉ်တစ်ခုကိုတက်ရောက်ခဲ့ပါတယ်စပိန်နိုင်ငံလုံးကစောင့်ကြည့်နေတဲ့အချိန်မှာအစီအစဉ်တင်ဆက်သူကစပွဲပေါ်က Real Madrid ဂျာစီကိုလှန်ပြလိုက်တဲ့အချိန်မှာတော့ပရိသတ်တွေကအားလုံးအန်အော်တကြီးနဲ့ surprise ဖြစ်သွားခဲ့ရပါတယ်။ဘာဖြစ်လို့လဲဆိုတော့အဲ့ဒီဂျာစီကကျောနံပါတ်ကိုဟာလန်နာမည်နဲ့ Real Madrid ဂျာစီဖြစ်နေလို့ပါ။ Riquelme ကအာလင်းဟာလန်မှာစာချုပ်ဖြတ်သိမ်းခြင်းရှိတယ်။သူကိုယ်တိုင်ကလည်း Real Madrid ကိုပြောင်းကျင်နေတာပါလို့အဲ့ဒီအစီအစဉ်မှာပြောကြားခဲ့ပါတယ်။ဒါနဲ့မကသေးပါဘူး။ငါသာ Real Madrid ဥက္ကဋ္ဌဖြစ်လာခဲ့ရင်လက်ရှိကမ္ဘာအကောင်းဆုံးကွင်းလယ်ကစားသမားဖြစ်တဲ့ Man City ရဲ့ကွင်းလယ်လူ Rodri ကိုပါအရခေါ်ယူသွားပေးမယ်လို့သူကထပ်လောင်းပြောကြားခဲ့ပါတယ်။အဲ့ဒီရုပ်သံအစီအစဉ်စတင်ပြီးတော့မိနစ်ပိုင်းအတွင်းမှာပဲလက်ရှိဥက္ကဋ္ဌကြီးဖြစ်တဲ့ Florentino Perez ဘက်ကနေလည်းတုံ့ပြန်မှုတစ်ခုထွက်လာခဲ့ပါတယ်။ Perez တို့ဘက်ကတော့ The Special One ကြီးဖြစ်တဲ့ Jose Mourinho ကို Real Madrid ရဲ့နီးပြတစ်ဖြစ်ခန့်အပ်ကြောင်းကြေညာခဲ့ပြီးတော့သူတို့ရဲ့အင်အားကိုပြသလိုက်တာပါ။ TV စကားဝိုင်းထဲမှာဒီကြေညာချက်ကိုကြားလိုက်တဲ့ Riquelme တယောက်ဘလို့တုံ့ပြန်ခဲ့တယ်လဲ။ Mourinho ကနီးပြကောင်းပါဒါပေမဲ့ကျွန်တော်ရဲ့ project နဲ့လုံးဝ style ချင်းမတူပါဘူး။ကျွန်တော်မှာလျာထားတဲ့နီးပြကရှိထားပြီးသားပါ။တောက်ကြဒါမှမဟုတ်စနေနေ့ကြာရင်နာမည်ကိုချပြမယ်လို့သူကခက်ပြက်ပြက်တုံ့ပြန်ခဲ့ပါတယ်ဒါပေမဲ့ဘောလုံးလောကမှာမဲဆွယ်တဲ့ဂရိတွေဆိုတာကလေထဲကတိုက်အိမ်တာပဲရှိတာမလို့ Real Madrid အသင်းဝင်တွေကဒါကိုရှုံးပါမလားဒါကိုကောင်းကောင်းကြီးနားလည်ထားတဲ့ Riquelme ကကမ္ဘာဘောလုံးသမိုင်းမှာအကြီးမားဆုံးအလောင်းအစားကြီးတစ်ခုကိုပြုလုပ်လိုက်ပါတယ်သူကတရားဝင် notary စာချုပ်တစ်ခုမှာလက်မှတ်ထိုးပြီးတော့ပရိသတ်တွေကိုအခုလိုဂရိပေးလိုက်ပါတယ်အကယ်၍ကျွန်တော် Real Madrid ဥက္ကဋ္ဌဖြစ်လာခဲ့ပြီး Haaland နဲ့ Rodri ကိုမခေါ်ပေးနိုင်ခဲ့ရင်လာမယ့်ရာသီတစ်မှာ Real Madrid အသင်းဝင်တသိန်းလုံးရဲ့အသင်းဝင် member ကြီးကိုကျွန်တော်ရဲ့ကိုယ်ပိုင်ငွေနဲ့စိုက်ထုတ်ပေးသွားပါမယ်တဲ့စဉ်းစားကြည့်ပါအသင်း member တသိန်းရဲ့အသင်းဝင်ကြီး fee ဆိုတာကယူရိုတန်းချီတဲ့ပမာဏပါဒီလောက်ထိအာမခံရဲတယ်ဆိုတော့ Riquelme စီမှာ plan တစ်ခုခုရှိပြီးသားလားဒါပေမဲ့ဇလန်းကဒီမှာလည်းမပြီးသေးပါဘူး Riquelme ရဲ့ဂတိစကားထွက်လာပြီးနိုင်ပိုင်းအတွင်းမှာပဲအာလင်းဟာလန်ရဲ့ဖခင်နဲ့ agent တို့ကပူရဲကြေညာချက်ထုတ်ပြန်ခဲ့ပါတယ်သူတို့ကဒါရီယာအမှန်တရားမဟုတ်ပါဘူးလို့ချက်ချင်းညင်းဆိုခဲ့တာပါဒီနေရာမှာမေးစရာရှိလာတာကကစားသမားဘက်ကဒီလောက်ညင်းနေတာတော့ Real Madrid အသင်းဝင်တွေကဒီဂရိကဝတ်ကိုယုံပြီးတော့မဲပေးနိုင်ခြင်းရှိရလားအဖြစ်ကတော့ပေးနိုင်ပါတယ်ဘာလို့လဲဆိုတော့ Real Madrid ရဲ့သမိုင်းမှာဒီလိုလှည့်ခွက်ဒီလိုဂရိကဝတ်မျိုးနဲ့ပဲအာဏာရလာတဲ့
ဥက္ကဋ္ဌတူရှိခဲ့လို့ပါသူကတော့တခြားသူမဟုတ်ပါဘူးလက်ရှိဥက္ကဋ္ဌကြီးဖြစ်တဲ့ Florentino Perez ကိုယ်တိုင်ပါပဲတမိုင်းကိုနောက်26နှစ်လောက်ပြန်ရှင်းကြည့်ကြရအောင်ပါ2000ပြည့်နှစ်တုန်းက Real Madrid ရဲ့ဥက္ကဋ္ဌက Lorenzo Sanz ဖြစ်ပါတယ်အဲ့ဒီချိန်တုန်းက Florentino Sanz က Real Madrid ကို Champions League ဖလား2ကြိမ်ရအောင်စွမ်းဆောင်ပေးထားနိုင်တာဖြစ်လို့ပြိုင်ဘက်ဖြစ်တဲ့ Perez တယောက်မနိုင်ဘူးလို့ Real ပရိသတ်တွေကထင်မှတ်ခဲ့ကြတာပါဒါပေမဲ့ Florentino Perez ကဘောလုံးသမိုင်းမှာအရင်ဆုံးဂရီးတစ်ခုကိုပေးခဲ့ပါတယ်အဲ့ဒါကတော့မဟာပြိုင်ဘက်ရန်သူတော်ကြီးဖြစ်တဲ့ဘာစီလိုနာအသင်းရဲ့အသင်းနှလုံးကွင်းလယ်လူ Luis Figo ကိုအရာခေါ်ယူပေးမယ်ဆိုတဲ့ဂတိစကားပါပဲအဲ့ဒီတော့ကဥက္ကဋ္ဌ Lorenzo Sanz က Perez တယောက်နောက်ဆိုရင် Super Model တွေကိုပါခေါ်ယူပေးအောင်မယ်ဆိုပြီးတော့လောင်ပြောင်ခဲ့ပါသေးတယ်ဒါပေမဲ့ Perez ကအခု requirement လုပ်တယ်လို့ပါပဲ Figo ရောက်မလာရင်ပရိသတ်တွေရဲ့တရားဒီစာလက်မှတ်ဖို့ကိုငါရဲ့ငွေနဲ့အိတ်ဆိုင်ခံပေးမယ်လို့ရဲတင်အာမခံခဲ့တာပါရလကတော့ပရိသတ်တွေမဲပုံပေးလို့ Perez အနိုင်ရသွားပြီးတော့ Luis Figo ကလည်းတကယ်ပဲကမ္ဘာစံချိန်တင်ပြောင်းရွှေ့ခြင်းနဲ့ဘာကာကနေ Real Madrid စီကိုရောက်လာခဲ့ပါတယ်ဒါကိုဘောလုံးလောကမှာ The Figo Factor လို့ခေါ်ကြပါတယ်ဒီနေ့အချိန်မှာတော့ Requirement က Perez ရဲ့အကွက်နဲ့ Perez ကိုပြန်တိုက်ဖို့အသုံးပြုနေပါပြီဒါပေမဲ့ DVR ကအများနဲ့တော့အလုံးမဖြစ်ပါဘူး2003ခုနှစ်တုန်းကဘာကာဥက္ကဋ္ဌလောင်းလာပေါ်တာက David Beckham ကိုအရာခေါ်ပေးမယ်ဆိုပြီးတော့မဲဆွဲအနိုင်ယူခဲ့ပေမဲ့ Beckham က Real Madrid ကိုပြောင်းသွားလို့ Ronaldinho ကိုပဲအစားထိုးခေါ်ယူခဲ့ရပါတယ်2006ခုနှစ်တုန်းက Real Madrid ဥက္ကဋ္ဌဖြစ်လာတဲ့ Calderon ကလည်းကာကာ Fabregas နဲ့ Robinho ကိုခေါ်ပေးမယ်လို့ကတိပြုပြီးနိုင်လာခဲ့ပေမဲ့တကယ်တမ်းမှာတော့အဲ့ဒီနွေရာသီမှာ Ruben Nistelrooy တယောက်ပဲရောက်လာခဲ့တာပါဒါကြောင့်ကတိကဝတ်တွေဆိုတာလည်းအမြဲတမ်းအမှန်တကယ်တော့ဖြစ်မလာပါဘူးကဲဒါဆိုရင် New York ဘိုင်းဘက်ကိုတစ်ချက်ကြည့်လိုက်ကြရအောင်ပါအကယ်၍ Requirement နိုင်သွားလို့ Haaland သာတကယ်ရောက်လာခဲ့ရင်ရော Real Madrid ရဲ့တိုက်စစ်ကတကယ်ပဲအလုပ်ဖြစ်ပါမလားတကယ်တော့ Real Madrid ကပြီးခဲ့တဲ့2ရာသီ Mbappe ရောက်လာကြတဲ့က Super လက်မဲ့ဖြစ်ပြီးတော့ရုန်းကန်နေခဲ့ရတာပါဘာလို့လဲဆိုတော့ Mbappe ရော Vinicius တို့ကဘယ်တောင်မန်းနေအတွင်းကိုဖြတ်ဝင်ပြီးကစားရတာကိုကြိုက်တဲ့ left side and inside forward တွေဖြစ်လို့ပါပဲကစားပုံထက်နေတဲ့သူတို့နှစ်ယောက်ကြားမှာတွင်နီးပြတွေဖြစ်တဲ့ Ancelotti, Xavi Alonso နဲ့ RB Loa တို့ကဟန်ချက်ရှာမရပဲခေါင်းခဲစရာပြဿနာတခုဖြစ်ခဲ့တာပါအခုဟာလန်မှာထပ်ရောက်လာခဲ့လို့ရှိရင်ကစားပုံထက်နေတဲ့ Mbappe နဲ့ Vinicius တို့ကဘယ်ချမ်းနောက်ပြီးတော့ညာချမ်းမှာကရောဘယ်သူကစားမှာလဲနောက်ပြီးတော့ Bellingham အတွက်ကရောနေရာကဘယ်မှာလဲအဆိုးဆုံးကဘောလုံးလက်လွတ်ဆုံးရှုံးထားရတဲ့အချိန် out of position မှာပါအာလင်ဟာလန်က Guardiola ရဲ့လက်အောက်မှာ pressing ကစားတာတိုးတက်လာတယ်ဆိုပေမဲ့သူကလည်းအထောင်တိုက်စစ်မှုစစ်တူပါ Mbappe နဲ့ Vinicius တို့လိုကစားသမားတွေကလည်းခံစစ်စင်းကူဖို့ထက်ကောင်တာစောင့်ပြီးတော့ချောင်းနေတဲ့ကြတဲ့ကစားသမားတိုက်မျိုးတွေပါတိုက်စစ်မှု3ယောက်စလုံးကခံစစ်ကိုစင်းမကူခဲ့လို့ရှိရင် Real Madrid ရဲ့ကွင်းလယ်နဲ့နောက်တန်းကပြိုင်ဘက်တွေအတွက်တော့တကယ်ကိုကစားကွင်းကြီးဖြစ်သွားပါလိမ့်မယ်ဒါကြောင့်ပဲ Madrid အတွက်အဓိကလိုအပ်နေတာကတိုက်စစ်မဟုတ်ဘဲနဲ့ကွင်းလယ်အထိုင်နဲ့ခံစစ်အတွက်ပဲဖြစ်ပါတယ်ဒီနေရာမှာတော့ Requirement ပြစ်မှတ်ထားနေတဲ့ Rodri ကကွင်းလယ်အထိုင်ပြဿနာနဲ့ခေါင်းဆောင်မှုပိုင်းကိုဖြေရှင်းပေးနိုင်မဲ့ကစားသမားမျိုးပါဒါပေမဲ့လက်ရှိဥက္ကဋ္ဌ Florentino Perez ကလည်းငြိမ်နေတာမဟုတ်ပါဘူးသူက Liverpool ကနေစာချုပ်တက်တန်းကုန်လို့အလွတ်နဲ့ရနိုင်မဲ့ဘိုနောက်ခံလူကိုနာတင်းနဲ့ Inter Milan ရဲ့ညာနောက်ခံလူ Danfrinos ကိုခေါ်ယူဖို့အနည်းဆက်ဆုံးအခြေအနေကိုရောက်နေပြီလို့ The Athletic ကအတည်ပြုထားပါတယ်ဒါဆိုရင်လာမဲ့တနင်္ဂနွေနေ့ရွေးကောက်ပွဲမှာ Requirement နိုင်ဖို့အခွင့်အရေးဘယ်လောက်ထိရှိလဲလက်ရှိဥက္ကဋ္ဌကြီး Florentino Perez ကိုဖျောက်ချဖို့ဆိုတာမလွယ်မှန်းသိတဲ့Requirement ဟာပရိသတ်တွေတင်မကပဲသူ့ရဲ့ဘက်မှာဂန်တွေကစားသမားကြီးတွေကိုပါစီယုံထားပါတယ် Real Madrid ရဲ့သမိုင်းမှာပွဲအများဆုံးကစားထားတဲ့ပရိသတ်ရဲ့အချစ်တော်ဂန်တွေကစားသမားကြီး Raul ကိုအားကစားဒါရိုက်တာအဖြစ်ခန့်အပ်ဖို့သဘောတူညီမှုရထားသလိုနောက်ထပ်ဝါရဲ့နောက်ခံလူဟောင်းကြီးလည်းဖြစ်တဲ့ဂန်တွေကစားသမားကြီးလည်းဖြစ်တဲ့ Fernando Hierro ကိုလူငယ် Academy ရဲ့အကြီးအကဲဖြစ်ခန့်အပ်မယ်လို့လည်းကတိကဝတ်ပြုထားပါသေးတယ် Raul နဲ့ Hierro တို့လိုပရိသတ်တွေချစ်တဲ့ဂန်တွေကစားသမားကြီးတွေ Requirement ဘက်မှာရှိနေတာကလည်းPerez အတွက်တော့အကြီးမားဆုံးချိန်ချောက်မှုကြီးတစ်ခုပါဒါပေမဲ့ Florentino Perez ဆိုတာကလည်း Real Madrid ကို Champions League ဖလား6လုံးထိယူပေးထားတဲ့ဂန်နဝင်းဥက္ကဋ္ဌကြီးပါသူကလည်းဒီနေ့ဂျာလာဘရီးနေမှာပဲကြီးမားတဲ့မဲဆွယ်မှုတွေထပ်လုပ်ဖို့ရှိနေပါတယ်ဘာနေဖြူခွင်းသားကလမ်းမတွေပေါ်မှာနာမည်ကြီးစူပါစတာတအူထပ်မံခေါ်ယူမဲဆိုတဲ့စိုင်းဘုတ်တွေနဲ့မဲဆွယ်ဖို့ပြင်ဆင်နေပါပြီပြီးတော့နီးပြအသစ်ဖြစ်ဂျိုဆေးမော်ယိုကို3နှစ်တက်တန်းစာချုပ်နဲ့ခေါ်ယူနိုင်ခဲ့ပြီလို့လည်းကြေညာထားပါသေးတယ်မက်ထရစ်အသင်းဝင်တွေထဲမှာတော့ Perez အသင်းရဲ့ရှယ်ယာအချို့ကိုပြင်ပရင်းနှီးမြှုပ်နှံသူတွေစီကိုရောင်းဖို့ပြင်ဆင်နေလို့အပြောင်းလဲကိုလိုလားနေတဲ့တင်းဝင်နေလည်းရှိနေပါတယ်။ဒါကြောင့်ဒီတစ်ခါရွေးကောက်ပွဲကထင်သလောက်မလွယ်ကူပဲနဲ့တမိုင်းဝင် drama တစ်ခုဖြစ်လာတော့မှာပါ။ Requirement ရဲ့ဂရီးကဝတ်တွေက Perez ကိုဖျောက်ချဖို့စင်ထားတဲ့ထောင်ချောင်းတစ်ခုလား။ဒါမှမဟုတ်တကယ်ပဲဟာလန်နဲ့ Rodri ကိုယူဆောင်လာပေးမဲ့
Real Madrid ရဲ့ခေတ်သစ်တစ်ခုလားဆိုတာကတော့လာမယ့်တနင်္ဂနွေနေ့ရွေးကောက်ပွဲပြီးမှမျက်ဝါးထင်ထင်မြင်တွေ့ရပါတော့မယ်ဒီတော့ညီကိုတို့ရော Real Madrid ဥက္ကဋ္ဌရွေးကောက်ပွဲမှာဘသူ့ကိုအနိုင်ရစေခြင်းလဲ PSG ဆက်ရှိနေတာကိုပဲသဘောကျကြလားဒါမှမဟုတ် Requiem တက်လာပြီးတော့ Haaland နဲ့ Rodrigo ကိုခေါ်ဆောင်ပေးမဲ့ Real Madrid ခေတ်သစ်ကိုမြင်ချင်ကြလားညီကိုတို့ရဲ့အမြင်ကိုကွန်မန့်မှာဝင်ရောက်ဆွေးနွေးသွားပေးကြပါဦးခင်ဗျာအားလုံးပဲကျေးဇူးတင်ပါတယ်